ထိုင်းနိုင်ငံမြောက်ပိုင်းကမြစ်တွေမှာရင်းနှီးညံမှုတွေဖြစ်ပေါ်တာနဲ့ပတ်သက်လို့ထိုင်းလှုပ်ရှားတက်ကြွသူတွေကဘန်ကောက်တရုတ်တန်ယုံနာမှာစုဝေးပြီးတောင်းဆိုလာတဲ့ဆောက်ကိုမနေ့ကပေးအပ်ခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့နေဆက်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့တရုတ်လုပ်ငန်းတွေရဲ့တာဝန်ခံမှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုထားတာပါ။ဆန္ဒပြခေါင်းဆောင်တွေဟာမဲခေါင်မြစ်၊ကုန်းမြစ်၊ဆိုင်းမြစ်နဲ့ရူအဲမြစ်ဝမ်းဒေသတွေကရရှိထားတဲ့ညဉ့်ညမ်းရည်တွေကိုထိုင်းနဲ့မြန်မာနိုင်ငံမြေပုံပေါ်တွန်းလောင်းပြီးတဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကိုတရုတ်ပြခဲ့ကြပါတယ်။ NGO Corp လို့ခေါ်တဲ့အရက်ဖက်လူမှုအဖွဲ့အစည်းများညှိနှိုင်းဆောင်ရွက်ရေးကော်မတီနဲ့လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်တွေစုပေါင်းပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။တောင်းဆိုလွှာထဲမှာနေဆက်ပြတ်ကျော်ယင်းဒီမြုပ်နယ်မှုတွေဟာတဘာဝပတ်ဝန်းကျင်ထိသိမ်းရေးဒေသခံပြည်သူတွေပေါ်တာဝန်ခံမှုတွေဒွန်တွဲပါဝင်ရမယ်လို့ဖော်ပြထားခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ချင်းမိုင်တရုတ်ကောင်စစ်ဝင်ရုံးရှိဆန္ဒပြပွဲတွင်ရဲတပ်ဖွဲ့ရဲ့အင်အားသုံးအကြမ်းဖက်နှိမ်နင်းမှုကြောင့်ဒဏ်ရာရရှိခဲ့တဲ့တက်ကြွလှုပ်ရှားသူဝိတာရုတီချန်ရဲ့မျက်နှာဖုံးတွေကိုဆန္ဒပြသူတချို့ကဝတ်ဆင်ခဲ့ပါတယ်။ဘန်ကောက်ဆန္ဒပြသူတွေဟာချင်းမိုင်ဆန္ဒပြပွဲမှာရဲတပ်ဖွဲ့ရဲ့လုပ်ရက်ပေါ်ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးပေးဖို့လဲလွတ်တော်ကတဆင့်တောင်းဆိုခဲ့ကြပါတယ်။မနေ့ကကျင်းပတဲ့ဘန်ကောက်ဆန္ဒပြပွဲတွေကတော့ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့ပါတယ်။